ခင်ဗျာအရှိအလဲပိုင်းဒေသရဲ့တင်းမာမှုတွေဟာအခုဆိုရင်တကြော့ပြန်မြင့်တက်လာနေပါတယ်အမေရိကန်သမ္မတဟာအီရန်နိုင်ငံပေါ်စီးရေးအရာရေးယူဖို့အတွက်နောက်ဆုံးအဆင့်ရွေးချယ်စရာတွေကိုစတင်ဆွေးနွေးနေပြီလို့အင်ပီရောသတင်းအရင်းမြစ်တွေကသိရပါတယ်ဒီကနေ့မှာတော့အမေရိကန်ရေတပ်ဗိုလ်မှူးကြီးဟောင်းကာလစ်ပိုကအီရန်ရဲ့လက်ရှိအခြေအနေနဲ့အမေရိကန်ရဲ့တုံ့ပြန်နိုင်စွမ်းတွေကိုတုံ့တက်တင်ပြထားပါတယ်ဗိုလ်မှူးကြီးလစ်ပိုရဲ့အဆိုအရအီရန်နိုင်ငံဟာအရင်လိုဘာသာရေးအယူဝါဒပေါ်အခြေခံပြီးအုပ်ချုပ်တဲ့နိုင်ငံမျိုးမဟုတ်တော့ဘူးလို့ဆိုပါတယ်အခုဆိုရင်အီရန်ရဲ့အစိုးရစစ်တပ်နဲ့စီးပွားရေးကဏ္ဍအားလုံးဟာ IRGC လို့ခေါ်တဲ့အီရန်တော်လှန်ရေးအဆောက်တပ်ဖွဲ့ကပဲအလုံးစုံထိန်းချုပ်ထားတာပါဒီလိုအခြေအနေကြောင့်ပဲအမေရိကန်ရဲ့အဓိကစစ်ရေးအပြစ်မှတ်ဟာအီရန်ပြည်သူတွေမဟုတ်တော့ပဲ IRGC တပ်ဖွဲ့ဝင်တွေနဲ့သူတို့ရဲ့စစ်ရေးအခြေစိုက်စခန်းတွေသာဖြစ်လာဖို့ရှိနေပါတယ်အမေရိကန်အစိုးရဘက်ကအီရန်ပေါ်တောင်းဆိုထားတဲ့အချက်ကြီး၃ချက်ရှိပါတယ်ပထမချက်ကတော့အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေကိုလုံးဝရပ်တန့်ဖို့ဒုတိယအချက်ကဒေသတွင်းချင်းချောက်နေတဲ့ပဲ့ထိန်ဒုံးကြီးထုတ်လုပ်မှုတွေဖျက်သိမ်းဖို့နောက်ဆုံးအချက်ကတော့ကမ္ဘာရေနံတင်ပို့မှုရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ဟော်မုန်ရေလက်ကြားကိုအနှောက်အယှက်မရှိအမြဲတမ်းဖွင့်လှစ်ထားဖို့ပဲဖြစ်ပါတယ်လူအများစိတ်ဝင်စားနေကြတာကတော့အမေရိကန်ဟာအီရန်မြေပေါ်ခြေလျင်တပ်တွေဆစ်လုပ်ပြီးကျူးကျော်မာလာဆိုတဲ့အချက်ပါဒါပေမဲ့ဗိုလ်မှူးကြီးလစ်ပိုရဲ့သုံးသက်ချက်အရအမေရိကန်ဟာမြေပြင်စစ်ပွဲကိုဆင်နွှဲဖို့အစီအစဉ်မရှိပါဘူးအဲ့ဒီအစားအီရန်ရဲ့အဓိကစစ်ရေးအဆောက်အအုံတွေနျူကလ িয়ার စခန်းတွေနဲ့ဟော်မုန်ရေလက်ကြားကကမ်းခြေဆောင်စစ်စခန်းတွေကိုဒီကြောင်းကနေတိတိကျကျပြစ်မှတ်ထားတိုက်ခိုက်မဲ့နည်းလမ်းကိုပဲအသုံးပြုလာဖို့ရှိနေပါတယ်ဒါဟာအမေရိကန်စစ်သည်တွေရဲ့အသက်အန္တရာယ်ကိုရှော့ချရင်းအီရန်ရဲ့စစ်အင်အားကိုလူထောက်သွားစေမယ့်နည်းဗျူဟာပဲဖြစ်ပါတယ်အမေရိကန်ဟာအစင်လာမဟာမိတ်ဖြစ်ခဲ့တဲ့ပါကစ္စတန်အပေါ်ယုံကြည်မှုလျော့နေလာပါတယ်အဲ့ဒီအစားအခုဆိုရင်အာရပ်စော်ဘွားများပြည်အောင်စု UAE ကအဘူဒါဘီမြို့ကိုအရှေ့လယ်ပိုင်းရဲ့အဓိကဂျာဝင်ဆေးသက်သူနဲ့ဗဟိုချက်အဖြစ်ပြောင်းလဲသတ်မှတ်လာဖို့ရှိနေပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ဒီတင်းမာမှုတွေရဲ့နောက်ွယ်မှာနည်းပညာစစ်ပွဲတွေရှိနေတာပါအမေရိကန်ဟာသူတို့ရဲ့အဆင့်မြင့် AI နည်းပညာတွေနဲ့ NVIDIA ချစ်တွေကိုအရှေ့လယ်ပိုင်းကမဟာမိတ်နိုင်ငံတွေကိုရောင်းချထားပါတယ်အီရန်လိုနိုင်ငံမျိုးကနျူကလ িয়ার နဲ့ချင်းချောက်ပြီးအမေရိကန်ရဲ့အဓိကနည်းပညာဝယ်ယူသူတွေကိုအကြက်ကင်တာမျိုးကိုအိမ်ဖြူတော်ကလုံးဝခွင့်ပြုမှာမဟုတ်ပါဘူးဒါကြောင့်ဒီစစ်ရေးပြင်ဆင်မှုဟာကမ္ဘာစီးပွားရေးနဲ့နည်းပညာလွှမ်းမိုးမှုအတွက်ကစားနေတဲ့စတူရန်ကွက်ပေါ်ကစတူရင်ပွဲတစ်ခုလို့တောင်ဆိုနိုင်ပါတယ်ခြုံငုံကြည့်ရမယ်ဆိုရင်အမေရိကန်ဟာအီရန်ကိုစစ်ရေးအရာအထိနာအောင်လုပ်ဖို့တွေမကပဲအရှေ့အလယ်ပိုင်းရဲ့အာဏာချိန်ဝင်ရှာဖို့ပါအကြီးကျယ်ပြောင်းလဲပြဖို့ပြင်ဆင်နေတာဖြစ်ပါတယ်သမ္မတရဲ့ဒီပြသတဲ့လှုပ်ဆောင်ချက်တွေကကမ္ဘာငြိမ်းချမ်းရေးအတွက်လားဒါမှမဟုတ်စစ်မီးကိုပိုတောက်လောင်စေမှာလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ယေရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အရှိအလဲပိုင်းရဲ့နောက်ဆုံးရသတင်းတွေကိုဆက်လက်သိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာ။